အားလုံးပဲမင်္ဂလာပါရှင်စရီထော့ဆောင်နေပြန်လဲကြိုဆိုလိုက်ပါရစေယခုတင်ဆက်ပေးမယ့်အကြောင်းလေးကတော့ဟင်းဝီယန်တူလူကျော်ဆိုပြီးတော့နာမည်ကြီးနေရာကနေတရေရုပ်ဖြစ်ကြောင်းဖုံးမရအောင်ပေါ်လာတဲ့ DJ Oran ရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါပရိသတ်များရှင်အခုကိစ္စကတော့လူငယ်အချင်းချင်းညံဖြစ်တယ်ဆိုပေမဲ့လူကြီးတွေမျက်နှာကိုပါအုံမဲတုတ်တလို့မျိုးဖြစ်နေပါတယ်ဟင်းဝီယန်တူဖြစ်တဲ့ DJ Oran နဲ့တသစ္စာမင်းသားပိုင်အုပ်စုအောင်တို့ကပြဿနာကိုအမိတွန်းရှာပြီးတော့အခုမှထွက်ပြေးတိတ်ချောင်နေကြတာလည်းဖြစ်ပါတယ်ဖြစ်စဉ်ရဲ့အချင်းချင်းကတော့လူငယ်တွေအတွက်အထင်ကရနေရာကြီးတစ်ခုဖြစ်တဲ့အေးရတဲ့မှာအရက်မုံမုံနဲ့ရန်ဖြစ်ခဲ့တဲ့ရန်ပွဲပါလူငယ်အုပ်စုလိုက်ကြီးကလည်းဆေးတွေသုံးပြီးအခြေအနေဆိုးရွားနေကြတာလည်းဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်ပိုင်အုပ်စုအောင်နဲ့ဟင်းဝင်ရဲ့တူဦးစီးသော DJ Aura ခေါ် Aura ထုံတို့ကရန်စားခဲ့တဲ့သူတွေလည်းဖြစ်ပါတယ်ယောက်ျားလေးအုပ်စုလိုက်ကြီးဖြစ်ပွားခဲ့တဲ့ရန်ပွဲပါဒါပေမဲ့အဲ့ဒီမှာ DJ Aura နဲ့ပိုင်အုပ်စုအောင်တို့နှစ်ယောက်စလုံးကတစ်ဖက်ရန်သူကိုပလင်းခွဲနဲ့မျက်နှာကိုထိခိုက်အောင်လုပ်ခဲ့တာလည်းဖြစ်ပါတယ်ပြီးတဲ့အခါမှာလည်းယောက်ျားပြီးလှုပ်ရမ်းရင်ဆိုင်ရမယ်ဆိုတဲ့စိတ်တက်လုံးဝမရှိဘဲနဲ့ထွက်ပြေးတိတ်ချောင်နေကြတာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့သူတို့ကိုအားလုံးကတရေရုပ်အမျိုးရုပ်ဆိုပြီးတော့ဝမ်းစိနေကြတာလည်းဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ပလင်းခွဲနဲ့ရန်ပြုတ်ခံလိုက်ရတဲ့မျက်နှာသူတွေဘက်ကနေပြီးတော့တရားဥပဒေနဲ့အညီဖြည့်ရှင်းပေးဖို့ဒါမှမဟုတ်ရင်ပြန်လည်ပြီးတော့တောင်းပန်ဖို့အတွက်ကြည်ကြည်နက်နက်ပြောဆိုခဲ့ပေမဲ့လည်းပိုင်အောက်ဆိုအောင်နဲ့ DJ Aura တို့နှစ်ယောက်စလုံးရဲ့မိဘတွေဘက်ကဘာမှအကြောင်းအရာတုံ့ပြန်ခြင်းမရှိခဲ့ပါဘူးလူငယ်တွေနဲ့ခေါင်းဆောင်နေတာမဟုတ်ဘဲနဲ့လူကြီးတွေကပါဒီကိစ္စကိုခေါင်းဆောင်ပြီးသွေးနဲ့နီးရဲ့သဘောပါပဲပတ်စံနဲ့အာနာပါဝါရှိတယ်ဆိုပြီးတော့တစ်ဖက်ကဘာမှမဟုတ်တဲ့လူငယ်ကိုတရားဥပဒေနဲ့အညီမဖြေရှင်းပေးဘဲနဲ့ဒါမျိုးလုပ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့အားလုံးကတော့မကြေမချမ်းဖြစ်နေခဲ့ရပြီးညနာသူဘက်ကနေပြီးတော့လေသူခံရတာဟာတကယ်ဟုတ်ကြောင်းကိုပုံနဲ့တကွာလူမှုကွန်ရက်ပေါ်မှာတင်လာခဲ့တာလည်းဖြစ်ပါတယ်တကယ်လေသူ့ရဲ့မျက်နှာအောက်ဘက်မှာပလင်းခွဲနဲ့တိုက်ခတ်ခံရတာကြောင့်ဆုပ်ပြတ်နေတဲ့ပုံစံကြီးပါနေပါတယ်ဒါကတကယ်ကိုမတရားတဲ့အခြေအနေပါပဲရှင်ပြဿနာကိုတိတ်ချောင်နေတာမျိုးကတော့တကယ်ကိုအဆိုးဆုံးလို့ပြောလို့ရမှာပါပရိသတ်ကြီးတို့ရဲ့အမြင်မှာလည်းဘလို့ထင်လဲဆိုတာမှာခေါင်းမမှာဆွေးနွေးတိုင်ပင်လို့ရပါတယ်ရှင်အားလုံးကိုထူးကျေးဇူးတင်ပါတယ်